1382 ခုနှစ်ဇောင်းဘုံလပြည့်ကျော်14ရက်2010 ပြည့်နှစ်ဒီဇင်ဘာလ5 ရက်နေ့ညတွင်စမ်းချောင်းမြို့နယ်တရုတ်ကျောင်းလမ်းဆွမ်းကျိုးတော်ဆောင်ဖွဲ့၏ဒုတိယကြိမ်မြောက်စီရင်ကျင်းပတဲ့ဓမ္မသဘင်တရားပွဲကျင်းပရာဌာန၌ဟောကြားအပ်သောကိုယ်တွေ့ကိုယ်တာကုသိုလ်ရှာတရားတော်ကုသိုလ်ကောင်းမှုကိုရှာဖို့သည်ကိုယ်တွေ့ဖြစ်တယ်ကိုယ်တန်ဝန်ဖြစ်တယ်လို့သိရှိနားလည်အောင်တရားတော်ကိုဟောကြားလာကြမယ်ဒီကနေ့ညမှာတရားပွဲမှာဒီလူရှင်များဖြစ်ကြတဲ့ဥနေဝင်းမြင့်တော်မုံမို့သူသာရဲဝွန်အောင်ရဲရင်အောင်အမှတ်45တရုတ်ကျောင်းလမ်းနဲ့အများကောင်းမှုတရားလှူပေးလို့တဲ့ကုသိုလ်စုစုကိုလည်းတရားဟောတရားနာပြီးတဲ့အချိန်ခါမှာတူတကွရစ်သက်သွန်းချညာတမ်းပြုကြမယ်ရှေးဥစွာတရားမဟောမီတရားမနာမီမှာတရားတော်ကိုဟောကြားတော်မူခဲ့တဲ့စိန်နေရာ၃လောက်ကထွတ်ထားသဗ္ဗညုမြတ်စွာဘုရားကိုအာလုံးနမောတတ္တဘုရားရှိခိုးနဲ့ရှိခိုးပူဇော်ကြော့ရရအောင်နမောတတ္တလူမင်းနတ်မင်းဓမ္မမင်းတို့ဤဝစင်ကိုယောပူဇော်ထုကိုခန္တော်မူတိုက်ပါပေထသောအရဟတော1500ကိလေသာမဝေကွာတော်မူတတ်ပါပေထသောအရဟတောစိတ်ွယ်ရာ၌ပင်မကောင်းမှုကိုပြုတော်မမူပြောတော်မမူကြံစည်တော်မမူတတ်ပါပေထသောအရဟတောကိလေသာမံသဘုံယံကိုအောင်တော်မူနိုင်တော်မူတတ်ပါပေထသောအရဟတောသန္တရာဆက်ကံကွတ်တို့ကိုပေဖြက်ခုတ်ထွင်သုတ်သင်တော်မူတတ်ပါပေထသောသမ္မာသမ္ဗုဒ္ဓတ္တမဖောက်မပြန်တရားမှန်ကိုဆရာမကူတရားဘုညံဖြင့်ထိုးတွင်၍သိမြင်တော်မူတတ်ပါပေထသောတတ္တဗကဝတောဣတရိယဓမ္မယတ္တတိရိကာမပယတ္တမြည်ဘုံ၆ဒီနှင့်ပြည့်စုံတော်မူသောထိုမြတ်စွာဘုရားအားနမောနမမိရှိခိုးပါ၏အရှင်ဘုရားနမောနမမိကိုယ်နှုတ်နှလုံးသုံးပါးပြောင်းပြော့မံကိုလျော့၍ကြော့ယူကျိုးလက်စုံမိုးကားရှိခိုးပါ၏ရှင်ဘုရားအလုံးဘုရားရှင်ကိုရှိခိုးပူဇော်ပါ
ကိုယ်အတွက်ကုသိုလ်ကောင်းမှုရှာဖို့ဒီကိုယ့်ရဲ့တာဝန်ကိုယ့်ရဲ့ဝတ္တရားဖြစ်တယ်လို့သိရှိနားလည်အောင်ကောတကနိကေဓမ္မပဒထက္ထာမှာဘောတိရာဇကုမာရာဆိုတဲ့မင်းသားတူမြတ်စွာဘုရားဟောကြားဆုံးမခဲ့တဲ့တရားဒေသနာတာဝချိခံပြီးတော့ဟောကြားတာဆံမယ်ဘောဓိမင်းသားကသူနေထိုင်ဖို့အတွက်ဌိနံပြတ်တတ်ပေါ့တစ်တခုဆောက်လုပ်ပြီးစီးတဲ့အချိန်ခါမှာမြတ်စွာဘုရားရှင်နဲ့သံဃာတော်ရှင်မြတ်တွေကိုပြင်ပါသူရဲ့ပြတ်တတ်ဖွင့်ပွဲအိမ်တဲ့ပွဲပေါ့မြတ်စွာဘုရားရှင်နဲ့သံဃာတော်ရှင်မြတ်တွေကြွလာတဲ့အချိန်ခါမှာတေကားကုံကစားပြီးတော့ပေါ်ဓာတ်ကိုတက်တဲ့လမ်းတစ်လျှောက်သူဘာလုပ်ထားလဲဆိုလို့ရှိရင်ကပလာဖြူတွေခင်းပြီးတော့ထားတယ်ဘုရားမြတ်စွာကြွလာတဲ့အချိန်ခါဒီကပလာဖြူတွေရဲ့ဒီနာရောက်တဲ့ခါမှာမြတ်စွာဘုရားကရှေ့ဆက်မကြွပါဘူးဘောဓိမင်းသားကပြင့်လျှောက်တယ်မြတ်စွာဘုရားကြွတော်မူပါဘုရားကြွတော်မူပါဘုရားလို့ပြင့်လျှောက်ပေမဲ့လို့ဘုရားရှင်ကမကြွဘူးဒုတိယကြိမ်တတိယကြိမ်နှစ်ကြိမ်သုံးကြိမ်တိုင်အောင်ပြင့်လျှောက်တော်လည်းပဲမြတ်စွာဘုရားမကြွတဲ့အချိန်ခါမှာခြေနေကိုအရှင်အနန္ဒကိုရောမြတ်ကရိပ်မိတယ်ကြောင်းရှိလို့ဘုရားရှင်မကြွတာဖြစ်မေတော်ဒီမင်းသားကိုမင်းသားတဲ့ဒီခင်းထားတဲ့ကပလာဖြူတွေဖယ်လိုက်သမ်းပါခင်းထားတဲ့ကပလာဖြူတွေဖယ်မှသာလေဖယ်ရှားလိုက်မှသာလေမြတ်စွာဘုရားကြွမယ်ရှင်အနန္ဒကသိတော့ပြောလိုက်တဲ့အချိန်ကဗောဓိမင်းသားကစိတ်မကောင်းစွာနဲ့ပဲသူခင်းထားတဲ့ခင်းဖြူတွေရုပ်သိမ်းလိုက်တယ်အဲ့တော့မှမြတ်စွာဘုရားကြွတော်မူတဲ့နောက်ကသံဃာတွေလည်းကြွရဆွမ်းဆက်ကလူတန်းပြီးစီလို့တရားဓမ္မဟောမယ်ဆိုတဲ့အချိန်ခါမှာဗောဓိမင်းသားကတရားမဟောခင်သွားလျှောက်ထားတဲ့မြတ်စွာဘုရားတဲ့ဘုရားတပည့်တော်ကဘုရားရှင်ကိုရောမြတ်ကြီးနဲ့ရင်းနှီးတဲ့ဥပထာကအလုတ်ကျွေးဒါယကပါဗျာမြတ်စွာဘုရားကိုလည်းပဲသိကြည်ညိုပါတယ်ဘုရားတပည့်တော်သည်၃ကြိမ်၃ခါတိုင်တိုင်တရဏဂုံခံယူဆောက်တည်ထားတဲ့သူပါဗျာတရဏဂုံ၃ခါတဲ့သူဆိုလိုတာကသူအမိဝမ်းထဲမှာရှိနေတဲ့အချိန်သူ့ရဲ့မေတော်ကတကြိမ်သူ့ရဲ့ကိုယ်စားတရဏဂုံဆောက်တည်ပြီးမမွေးသေးဘူးဝမ်းထဲရှိနေတဲ့သားလေးအတွက်မေတော်ကသားရဲ့ကိုယ်စားဘုရားကိုးကွယ်ပါတယ်စိကပ်ပါတယ်တရားတော်ကိုးကွယ်စိကပ်ပါတယ်သံဃာတော်ရှင်မြတ်တွေကိုးကွယ်စိကပ်ပါတယ်လို့တကြိမ်တရဏဂုံခံယူဆောက်တည်တယ်နောက်တစ်ကြိမ်သူအပြင်ရောက်လာပြီးတဲ့အချိန်ကသိချမ်းနားလေတဲ့အချိန်ခါငယ်စဉ်ကာလမှာပေါ့မွေးကစားအချိန်မှလည်းပဲသူ့ရဲ့မေတော်သူ့ကိုယ်စားသူလောကရောက်လာတဲ့အချိန်ခါမှာတစ်ကြိမ်တရဏဂုံခံယူဆောက်တည်ပြီး၄-၅-၆နှစ်သူသိနားလေတဲ့ရွယ်ရောက်တဲ့အချိန်ခါမှာသူကိုယ်တိုင်နှစ်ကာလိုလားလားနဲ့တစ်ကြိမ်တရဏဂုံခံယူဆောက်တည်တယ်ဘယ်နှကြိမ်တော့တောင်သူကဂုံယူပြီးတော့ပြောနေတာဆိုလိုတာရှင်းတော့ကဘုန်းကြီးတို့ဘုရားသက်သက်တုံးကသူတော်ကောင်းတို့သည်တစ်ကြိမ်တစ်ခါခံယူဆောက်တည်လိုက်ယုံနဲ့ဆောက်တည်ထားယုံနဲ့ဘုရားတရားသံဃာယုံကြည်မှုသည်ဆွေးမြဲခိုင်မာတယ်မပြောက်သွားဘူးမပြတ်သွားဘူးပေါ့အမှန်ပြောရရင်သူတရဏဂုံ၃ကြိမ်ဆောက်တည်တယ်ဆိုပေမဲ့လို့သူကိုယ်တိုင်ဆောက်တည်တာကတစ်ကြိမ်နဲ့
วันเดชินีเดชิมิกิงะสาวตีบีเดปินทวักขาซะตุโลกะยาวขาซะมามีဖြစ်တဲ့သူสาวตีบีလူမှန်းသိတဲ့အချိန်သိနာလေတဲ့အချိန်ခါမှာသူတစ်ချိန်တရဏဂုံစောက်တည်တယ်ဒီနေ့အထိကိုအဲ့ဒီသူ့ရဲ့တရဏဂုံဒီမပြတ်မစီးတည်တယ်ပေါ့ထပ်ပြီးတော့ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိလို့စောက်တည်စရာလိုသေးလားလိုဘူးစိတ်ချရတယ်အပြည့်စည်းဘူးလို့ကိုယ်တိုင်လည်းပဲယုံကြည်တယ်ပေါ့မြတ်စွာဘုရားဘုရားတပည့်တော်သည်ဘုရားရှင်ကိုရောမြတ်ကြီးရဲ့ယဉ်နှီးတဲ့တကားပါဘုရားသုံးကြိမ်သုံးငါတိုင်တိုင်တပည့်တော်သည်ဘုရားတရားသံဃာယန္နာမြတ်သုံးပါးကိုကိုးကွယ်အားထားရာကြီးညိုမိခိုစိကရာဟု၍တရဏဂုံခံယူဆောက်တည်ခဲ့ပါလေမြတ်စွာဘုရားဘာဖြစ်လို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဘုရားတပည့်တော်ယုတိပူဇော်သောအဖြစ်ခင်းနာတဲ့ဒီခင်းပြူတွေကိုကြွားနင်းတော့မမူပါသလေမြတ်စွာဘုရားဘုရားရှင်ကိုရောမြတ်ကြီးသူတယုတ်တသိခင်းနာတဲ့ခင်းပြူတွေကိုနင်းလာဘာဖြစ်လို့မတွင်းတာလဲမကြွတာလဲဗျာဘုရားတပည့်တော်ကိုမစောင့်ရှောက်လို့လားမချီးမြှောက်လို့လားပေါ့ဒီဒိဋ္ဌိညိုးနဲ့ဆိုလိုပြီးတော့သူမေးလျှောက်တော့မြတ်စွာဘုရားပြန်မေးမင်းသားတဲ့ဒီခင်းတွေကိုသင်ခင်းထားတာဒီဘာရည်ရွယ်ချက်နဲ့လဲခင်းထားတာဒီအကြောင်းမဲ့မဟုတ်ဘူးသူ့မှာရည်ရွယ်ချက်ရှိတယ်မျှော်လင့်ချက်ရှိတယ်ဘာရည်ရွယ်ချက်နဲ့ခင်းထားတာလဲဘောမျှော်လင့်ချက်နဲ့ခင်းထားတာလဲဆိုတော့မြတ်စွာဘုရားတပည့်တော်ကသာသမီမထွန်းကားပါဘူးဘုရားတကယ်လို့သာတပည့်တော်သည်သားဖြစ်စေသမီးဖြစ်စေရင်သွေးရင်နေတယောက်ယောက်ကိုတဲ့ဧကမုဋ္ဌရမယ်ဆိုရင်ဘုရားရှင်သည်ဒီခင်ဘောကနေကြွပါစေလို့တပည့်တော်ဒိဋ္ဌာန်ထားတယ်ဒီဘောကဘုရားမြတ်စွာနင်းသွားရင်သူလိုချင်တဲ့သာသမီရမယ်ပေါ့သူမြတ်စွာတရားနင်းလားဒိဋ္ဌိကမရဘူးပေါ့ဒါမြတ်စွာဘုရားတို့မြည်သည်အမြဲတမ်းဆင်ခြင်ပြီးတော့ကာယကံမှုဝစီကံမှုမနောကံမှုကိုပြုလို့ဗောဓိမင်းသားသည်သာသမီမရနိုင်တဲ့ကံသူ့မှာရှိခဲ့သာသမီမရနိုင်တဲ့ကံရှိနေတဲ့သူကဒီအခင်းခင်းယုံနဲ့ဒီခင်းပေါ်မြတ်စွာဘုရားနင်းယုံနဲ့ရပါမလားဒါဘုရားမြတ်စွာဆင်ခြင်သိလို့ပေါ့ဘုန်းကြီးတို့တာမန်နေထားတဲ့တာမန်ပုထုဇဉ်ဉာဏ်နေဆိုလို့ရှိရင်သိပါသိဘူးတော့ဒီခင်းပြူဘောကနင်းသွားလို့ရှိရင်သာသမီရပါစေဘုရားမြတ်စွာတကယ်လို့နင်းသွားလို့မရလို့ရှိရင်မြတ်စွာဘုရားရှင်ကိုလည်းကဲရဲ့ပြစ်တင်ဆွဆွဲစရာဖြစ်လိမ့်မယ်တော့စိတ်ကြံမသိရကောင်းလားဆိုပြီးတော့နောက်လာနောက်သားသာသနာနောက်ပိုင်းမှာကတိနောက်ပိုင်းသာသနာမှာတာမန်ယဟန်တော်တွေပဲရှိကြတဲ့အချိန်ပုထုဇဉ်ယဟန်တော်တွေပဲရှိကြတဲ့အချိန်ခါမှာလေအရင်တော့ကဗောဓိမင်းသားတလို့ဒိဋ္ဌာန်ထားတယ်အဲ့လိုဒိဋ္ဌာန်ပြီးတော့ခင်းပြူခင်းထားလိုက်တာနော်ဒီလိုကျွေးရတယ်စသည်ဖြစ်နောက်ခါမှာယဟန်တော်တွေဒုက္ခရောက်เสียတွေဖြစ်မှာစိုးလို့မြတ်စွာဘုရားမကြွဘူးဟုတ်ပြီလားကတသုစိတ်ရဲ့ဒိဋ္ဌံသူစိတ်ရဲ့ဒိဋ္ဌံကဘာလို့ဒီခင်းဖြူပေါ်ကိုမြတ်စွာဘုရားနေကြွသွားရင်သူလိုချင်တဲ့အရာပြည့်စုံပါစေသူဆုတောင်းပြည့်စုံပါစေလို့တောင်းတဲ့သဘောမြတ်စွာဘုရားရှင်ကြွသွားတိုင်းသူဆုတောင်းပြည့်ပြီးတော့သူလိုချင်တဲ့ကောင်းကျိုးချမ်းသာရနိုင်လားမရနိုင်ဘူးသူဟာသူဖန်တီးတာဘုံကဒီကြွမဲ့လမ်းတဲ့မှာဝတ်ပြုခင်းတာလေဒီကိုကျင်းနေဧကံနေရမှာပဲအခုဘုန်းကြီးတို့ကြွလာတဲ့လမ်းမှာပေါ်စောနေခင်းတာလေဟုတ်ပြီလားမနေမဲ့နဲ့လာလို့ရနေရမှာပေါ့ကဲဗာဒိဋ္ဌာနာလေဆိုတာဘုန်းကြီးတို့မသိနိုင်တဲ့ခါကျတော့လွဲလွဲချော်ချော်တွေမဖြစ်ဘူးလားသူစိတ်ဒိဋ္ဌာနဲ့ဆိုတာဘုန်းကြီးတို့ဖြစ်ခြင်းမှဖြစ်တယ်ပြည့်ခြင်းမှပြည့်မယ်ပေါ့
တခါလေကြလို့ရှိရင်တကိုးကြီးတဲ့စေတီတော်တွေရုပ်ဝါဆင်းတို့တော်ရှိတွေဘုန်းကြီးတို့ကြောက်တုံးတွေချပြီးတော့နော်တိဋ္ဌံကြောက်တုံးလို့ရှိဘူးလားကတိပရိသတ်တွေကသွားပြီးတော့မအောင်လား၄ပါးစီလို့ကိုယ်စိတ်ကညွတ်ထားတဲ့အခါကျလို့ရှိရင်ကြောက်တုံးကဘာဖြစ်ပေါ့ပါစီဆိုလို့ရှိရင်ကြောက်တုံး၄သွားပေါ့သွားတာနဲ့ကိုယ်အကျိုးရအောင်လားဘုန်းကြီးလည်းစမ်းကြည့်ဘူးလေအာယမကြည့်တယ်၄ပါးစီဆို၄တာပဲပေါ့ပါစီဆိုလည်း၄တာပဲကြောက်တုံးကသူ့၄ချိန်မရှိဘူးလားစိတ်ကြောင့်တော့ကဲစိတ်ကနေပြီးတော့ဒိဋ္ဌံလိုက်တဲ့ခါမှာ၄ပါးစီလို့ညွတ်လိုက်တဲ့စိတ်ကြောင့်၄သလိုလိုဖြစ်သွားတာကဲပေါ့ပါစီလို့စိတ်ကညွတ်လိုက်တဲ့အချိန်ကမှပေါ့သလိုဖြစ်တာကဲကြောက်တုံးအလေးပေါ်နဲ့ကိုယ့်ရဲ့အကျိုးရလဒ်နဲ့ကောင်းကျိုးဆိုးကျိုးနဲ့ဆက်ဆက်မှုရှိလားမရှိဘူးခုဗောဓိမင်းသားကအဲ့ဒါအဝတ်ပြုခင်းပြီးတော့ဒီပေါ်မြတ်စွာဘုရားကြွနေရင်သာသမီရမယ်လို့တထိကြသူကဖန်တီးထားတာမြတ်စွာဘုရားမကြွမြတ်စွာဘုရားရှင်ကမင်းသားသင်ကိုယ်တိုင်ပြုခဲ့တဲ့မကောင်းမှုအကုသိုလ်ကံသည်သင်မှာရှိနေတယ်သင်ပြုခဲ့တဲ့မကောင်းမှုအကုသိုလ်ကံကြောင့်သင်သည်ရင်နွေးရင်နှင့်သာသမီကိုမရနိုင်ဘူးရနိုင်လားမရနိုင်ဘူးသာသမီမရဘူးဆိုတဲ့ဆိုကြဒုက္ခပေါ့ကဲသူ့အတွက်လိုချင်နေတဲ့သူ့အတွက်လိုချင်တာမရရင်ချမ်းသာလားဆင်းရဲလားစိတ်ဆင်းရဲနေတဲ့သိလိုချင်တာသမျှသားတွေသမျှသမီးတွေတွေးလို့ရှိရင်သူလည်းပဲသားလိုချင်တယ်သမီးလိုချင်တယ်သူ့မှာပြည့်စုံတဲ့အခြေအနေစည်းစိမ်ချမ်းသာထိနှံ့စတာတွေရလာတဲ့အချိန်ကမှအမွေဆက်ခံမဲ့သားသမီးတဦးတယောက်ရှိရင်ကောင်းပါပဲတောင်းတာတွေရရဲ့လားဘာကြောင့်မရလဲဆိုတော့သူပြုခဲ့တဲ့အကုသိုလ်ကံလို့မြတ်စွာဘုရားကမိတ်ရှိတယ်မင်းသားတဲ့ဟောလွန်ခဲ့တဲ့ဘဝတစ်ခုမှာသင်နဲ့သင့်ဇနီးသည်ပင်လယ်ခရီးကိုလေသင်္ဘောနဲ့သွားကြတဲ့အချိန်သင်္ဘောပေါ်မှာလူပေါင်းများစွာစီးနေပြီးတော့ပင်လယ်ပြင်နဲ့ထွက်သွားကြတာကမ်းမမြင်လမ်းမမြင်ပင်လယ်ပြင်ရောက်တဲ့အချိန်လေပြင်းမှုန်တိုင်းတိုက်ပြီးတော့သင်္ဘောပြက်သွားတယ်သင်္ဘောပေါ်ပါတဲ့သူတွေအသက်လူပြီးတော့ကူးကြခတ်ကြပေါ့အသက်ရှင်ရရှင်ကြောင်းပင်လယ်ပြင်နဲ့ကူးခတ်နေကြရင်းနဲ့ကံကောင်းထောက်မှစွာနဲ့သူတို့သတိမောင်နဲ့နှစ်ယောက်ကပြင်းကြကလေးတစ်ချက်အမိကိုရသွားကြရေပေါ်တဲ့ပြင်းကြလေးအကိုမိကိုပြီးတော့ပင်လယ်ပြင်နဲ့ကူးခတ်သွားကြတော့ကျွန်းတစ်ကျွန်းပေါ်ကိုရောက်ကျွန်းပေါ်ရောက်တဲ့အချိန်ခါလူသူမနေတဲ့ကျွန်းလူသူမရှိဘူးစားစရာတောက်စရာလည်းဘာမှမရှိဘူးအဲ့တော့ဘာလို့ကတော့အသက်ရှင်ရရှင်ကြောင်းနဲ့ဒီကျွန်းပေါ်ဗာများစားစရာရှိမလဲလို့သူတို့ရှာကြည့်လိုက်တော့ကျွန်းကငှက်တွေအမတန်ပေါ်များတဲ့ကျွန်းဒီကျွန်းလုံးမှာငှက်တွေကနော်တိတ်များကျွန်းရဲ့အနီးနားအစာရှာသွားပြန်လာဒီမှာပဲအတိုက်လို့ဒီမှာပဲနားပေါ့တောထဲရှိတဲ့သစ်ပင်တွေပေါ်မှာငှက်တွေပြည့်ပဲတောင်ပြင်တွေခြံဝန်းတွေမှာလည်းပဲငှက်ဥတွေတွေ့တော့ဇနီးမောင်နှံနှစ်ယောက်ဒီအသက်ရှင်ရရှင်ကြောင်းနေနဲ့ကျွန်းပေါ်ရှိတဲ့ငှက်ဥတွေစားတော့ပြီးတော့နေကြငှက်ဥတွေပဲစားငှက်ဥတွေမရှိတော့ဘူးဆိုတဲ့အခါသူတို့ဘာလုပ်တော့ကျွန်းပေါ်ရှိတဲ့ငှက်တွေဖန်စီပြစ်ခတ်ရတာလေစားတော့ကြတာဒီကျွန်းပေါ်မှာနှစ်ပေါင်းများစွာပထမအရွယ်ဒုတိယအရွယ်တတိယအရွယ်သုံးပါးအသက်သေးဆုံးသည့်အထိကိုကျွန်းပေါ်မှာနေသွားကြရကိုမဲ့သူလည်းမဆုံးဘူးကဲမဲ့သူလည်းမတွေ့ဘူးမလုပ်ပြီးတော့စားကြတော့ဒီမှာပဲရတဲ့ငှက်ဥတွေစားလိုက်ငှက်တွေစားလိုက်ပေါ့ကဲအဲ့လိုတတ်ချက်စားတော့ခဲ့တဲ့အကုသိုလ်ကံကကျိုးပေးလာပြီဆိုတဲ့ချိန်တဲ့ခုချိန်ခုခါကြတော့ဟိုမှာငှက်ဥစားတော့ငှက်သားငယ်တွေမပေါက်ရဘူးပေါက်နိုင်ဘူး
အဲ့ဒီသဘောမျိုးပဲသူလည်းနဲ့လူချင်းတဲ့ရင်သွေးသာသမီမရတာဘုရားရှင်ကမင်းသားတဲ့တကယ်လို့သာသင်္ကဖြစ်စေတဲ့သင်္ဇနီးကဖြစ်စေတဝူတယောက်ကတစ်ချိန်ချိန်မှာတရိယာလို့အကုသိုလ်မကောင်းမှုတွေကိုရှောင်ကွင်းနိုင်တယ်ဆိုရင်မျောလင်းချက်ရှိနိုင်သေးတယ်သူတို့နှစ်ယောက်စလုံးကကံတူယုတ်ပေဘာတူနေကြစိတ်တူကိုယ်တူနဲ့ပြုခဲ့တဲ့ကံတွေစိတ်တူကိုယ်တူနဲ့ပြုခဲ့တဲ့ကံတွေဒီကောင်းတဲ့ကံတွေလားမကောင်းတဲ့ကံတွေလားမကောင်းတဲ့ပါဏာတိပါဒလွန်ကျူးခဲ့တဲ့အကုသိုလ်ကံဒီကံတွေကတူနေကြပထမရွယ်မှာလည်းသတိမရပါဘူးဒုတိယရွယ်မှာလည်းသတိမရဘူးတတိယရွယ်မှာလည်းသတိမရခဲ့ဘူးကိုယ်သက်ရှင်ဖို့သက်မသေးဖို့ဒါကိုသာလျင်အာယုံပြုပြီးတော့ကောင်းတာမကောင်းတာမစဉ်းစားနိုင်ဘူးသက်ရှင်ရင်ပြီးရောအသက်ရှင်ရင်ပြီးရောဆိုပြီးတော့တတ်ဖြတ်ဖန်ဆီးစားတော့ခဲ့တဲ့အကုသိုလ်ကံတွေကြောင့်သင်မှာလိုချင်တာကိုမရနိုင်ပဲဖြစ်နေတယ်သာသမီရဖို့ခဲရင်နေတယ်ဒီလိုအခြေခံပြီးတော့ဘုရားမြတ်စွာကတရားစကားတရားကာထာတပုတ်ဟောပါတယ်အတ္တနိစေပိယဇိညာသခေယကံသုရခိတံဒိဏံအညတရံယာမံပฏิဇကေယပန္တိတောပန္တိတောပြုသမျှအသည့်ဖြစ်သမျှအဟောင်းမကောင်းလဲငါကောင်းလဲငါဟုကောင်းစွာမြင်သည့်ပညာရှိသည်ဒီမှာဘုန်းကြီးတို့ပညာရှိဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကိုဘုရားရှင်ရဲ့အလိုချဗုဒ္ဓဝါဒအလိုချပညာရှိဆိုတာဒီဘယ်လိုပုဂ္ဂိုလ်မျိုးလဲလို့အဓိပ္ပာယ်ဖွင့်ကြည့်ရင်ဗန္ဒီတော်ပြုသမျှအသေးဖြစ်သမျှအဟောင်းမကောင်းလဲငါကောင်းလဲငါဟုကောင်းစွာမြည်သည့်ပညာရှိပြုခဲ့လုပ်ခဲ့တာတွေသည်ပြုနေလုပ်နေတာတွေသည်ဘုန်းကြီးတို့လက်ရှိလုပ်နေတာတွေသည်သိပေါ့တနေ့တနေ့ကိုပြုလုပ်နေတဲ့ကာယကံဝစီကံမနောကံကံ၃ပါးမရှိဘူးလားကဲအဲ့ဒီပြုလုပ်နေတာတွေသည်အသစ်ဖြစ်နေကြတာအသစ်ပြုနေကြတာလေပြုသမျှအသစ်ဖြစ်သမျှအဟောင်းကုတွေးကြုံခံစားနေကြဖြစ်ပေါ်ရရှိနေကြတာကကံဟောင်းကြောင့်လားကံသစ်ကြောင့်လားကဲအခုဆင်းရဲတယ်အခုချမ်းသာတယ်ဆိုတာဒီဘဝနဲ့နော်ဆိုင်တော့ဆိုင်တယ်ပေါ့ခြေကံကဘာနဲ့သွားဆိုင်နေတော့အတိတ်ကကံနဲ့ဒီကဆိုင်နေဘာကံနဲ့ကဲအတိတ်ကချမ်းသာစေတဲ့ကံကိုပြုခဲ့ရင်ပစ္စုပန်မှာပါဖြစ်ဆင်းရဲတဲ့ကံလုပ်ခဲ့ရင်အသက်တိုတဲ့ကံကိုလုပ်ခဲ့ရင်သက်ရှည်တဲ့ကံကိုလုပ်ခဲ့ရင်ဘယ်ကံကပဓာနတိတ်ကံကလက်ရှိဖြစ်နေတာကြုံနေတာတွေ့နေတာတွေသည်အတိတ်ကံရဲ့ခြေလေစိုးမိုးမှုခုပြုနေကြတာလုပ်နေကြတာအသစ်တဲ့ခုလုပ်နေတာဖြစ်နေတာတွေသည်ဒီတိုင်းအကျွင်းမဲ့အကျိုးမဲ့ပျောက်ပြက်သွားမှာမဟုတ်ပါဘူးတဲ့နောက်တစ်ချိန်မှာကျိုးတရားပေါ်လာလိမ့်မယ်ကံနဲ့ကံကျိုးဘာကျိုးလဲကံနဲ့ကံကျိုးကံကအကြောင်းဖြစ်တယ်ရလကအကျိုးဖြစ်တယ်ဒီအကျိုးတရားတွေဒီအကြောင်းကံပေါ်မှာမှီတည်နေတယ်အကြောင်းကံကောင်းရင်အကျိုးပေးကောင်းတယ်အကြောင်းကံမကောင်းရင်အကျိုးပေးမကောင်းဘူးလို့ကောင်းစွာမြင်သိနေတဲ့ပညာရှိသည်ကောင်းစွာမြင်နေမယ်ဆိုရင်ဘာခေါ်မလဲပညာရှိလို့ခေါ်တယ်အတ္တနံဘဝဖန်ကတန္တရာကငါဖို့ဆွဲဆိုမိမိကိုယ်ကိုကဲငါလို့ဆွဲလာကြဒါငါကိုငါခန္ဓာငါအိမ်ငါအိုးငါသားငါသမီးငါပစ္စည်းငါဥစ္စာကဲတနေ့ဘုန်းကြီးတို့လုံနေသမျှ
ကြံနေတဲ့မြပြောဆိုနေတဲ့ဓာရီမှန်သမျှစီဘသူအတွက်လဲလို့ပြန်ကြည့်ဒါဟာငါအတွက်ပဲငါအတွက်ပဲဆိုပြီးတော့မလုပ်ဘူးလားငါဘ ਹੁ ပြုပြီးတော့နော်ငါနဲ့ဆက်ဆက်တာငါနဲ့ပတ်သက်တာငါဥစ္စာငါပစ္စည်းငါသားငါသမီးငါအိုးငါအိမ်အတ္တနာဘဝဖန်ငါသန္တရာကငါဟုဆွဲဆိုမိမိကိုယ်ကိုအဲ့လိုငါလို့ဆွဲလာကြတာဒီတဲ့ခုမှဆွဲတာမဟုတ်ဘူးတဲ့ဘဝဖန်ကသန္တရာတစ်ချောင်းမှာဆွဲခဲ့တာဒီဘဝမှာဆွဲတာလားအရင်တည်းကဆွဲတာကဲဒီဆွဲသည်ဘုန်းကြီးတို့အမြင့်တွယ်နေပြီလားတော့ခိုင်ခိုင်မာမာအမြင့်တွယ်နေတာငါအတွက်ငါအကျိုးငါအတွက်ငါအကျိုးဆိုတာဒီသည်ဘဝများစွာသန္တရာတဲ့ကိုကဆွဲဆွဲမြဲမြဲရှိလာကြတယ်ဘဝဖန်ကသန္တရာကငါဟုဆွဲဆိုမိမိကိုယ်ကိုပြီးရန်အရင်စစ်လည်းရင်ပြစ်မတင်ဖို့နေစဉ်မမုံဖြစ်ခင်ဆုံးဟူ၍စီစဉ်ညာအရာရာခါကဝေသာနာထောက်ထားကဲ၍နားလေညာကဲလူတိုင်းမေးကြည့်ကိုချစ်တယ်ခင်တယ်ပေါ့ချစ်တယ်ခင်တယ်လို့ထင်မြင်ယူဆနေကြပေမဲ့လို့တကယ်တမ်းချစ်ရာရောက်အောင်လုပ်နေတဲ့သူရှိသလိုနှစ်ကြာရောက်အောင်လုပ်နေတာလေရှိတယ်ကိုချစ်တယ်ဆိုလို့ရှိရင်ဘုန်းကြီးတို့ချစ်ရရောက်အောင်လုပ်ဖို့မလိုဘူးလားချစ်ရရောက်အောင်လုပ်ရမှာတချို့ကချစ်တယ်လို့ပြောနေတော့လည်းပဲချစ်ရမရောက်ဘူးနေ့ရရောက်တယ်ဆိုတော့ခုလက်ရှိလုပ်နေကြတဲ့အလုပ်လက်ရှိကံတွေကိုပြန်ကြည့်ရင်နှစ်မျိုးဖြစ်သွားမယ်ပေါ့ကိုကောင်းကျိုးချမ်းသာကိုရဖို့လုပ်နေတာရှိသလိုကိုဒုက္ခရောက်ဖို့လုပ်နေတာလည်းမရှိဘူးလားကောင်းကျိုးချမ်းသာရဖို့ကိုလည်းကိုယ်တိုင်ပြုလုပ်တယ်ဆင်းရဲဒုက္ခရောက်ဖို့ကိုလည်းကိုယ်တိုင်ပဲလုပ်နေတာဗုဒ္ဓဝါဒကဘုန်းကြီးတို့ပြိဿကြီးအတ္တဟိအတ္တနောနာတော့ကိုယ်သာအာကိုရာပြုလုပ်နေကြတာဒီကိုယ်အတွက်ဆိုပြီးတော့လူတိုင်းကကောင်းကျိုးချမ်းသာကိုမျှော်လင့်နေလိုချင်တဲ့တောင်းတတယ်ကောင်းကျိုးချမ်းသာကိုရခြင်းလိုချင်လို့ပြုနေကြပြောနေကြကြံနေကြတယ်ဒါပေမဲ့လို့လုံးသမျှစီကောင်းကျိုးဖြစ်သလားလို့ပြန်ကြည့်ဖြစ်ရလားကဲခொနကဗောဓိမင်းသားတို့သတိမောင်နှံနှစ်ယောက်အဲ့ဒီဘဝတုန်းကတော့အသက်ရှင်ရင်တော်ပြီသက်ရှင်ဖို့ရည်ကြည်တယ်ဘဝတစ်ခုမှာအသက်ရှင်နေဖို့ရည်ကြည်တယ်ဆိုပြီးတော့ကောင်းကျိုးချမ်းသာဖြစ်အောင်လို့သက်ရှင်အောင်လို့ပေါ့သူများအသက်ကိုတတ်ဖြတ်ပြီးတော့သက်မွေးဝမ်းကြောင်းပြုခဲ့ကြတယ်အသက်ရှင်နေထိုင်ခဲ့ကြအဲ့ဒီအချိန်တုန်းကသူတို့ရဲ့စိတ်နေသဘောထားသည်သက်ရှင်ဖို့ကပဒါနာသက်ရှင်ဖို့ရည်ကြည်တယ်မသေးဖို့အရေးကြီးတယ်ဆိုပြီးတော့ကိုယ်ကောင်းကျိုးချမ်းသာသည်အသက်ရှင်မှဖြစ်မယ်အသက်ရှင်မှဖြစ်မယ်ဆိုပြီးတော့ဒါကိုမျှော်လင့်တောင်းတတော့နော်ပါဏာတိပါဒတွေဘာတွေဂယုဆိုင်နိုင်သေးလားဆိုင်နိုင်ခဲ့ဘူးကောင်းတာတွေမကောင်းတာတွေကိုသူတို့ကောင်းနေမထည့်ခဲ့တကယ်ရကျင်တာကကောင်းကျိုးကိုရကျင်တဲ့ပြုလုပ်နေတာကကုသိုလ်လားအကုသိုလ်လားကဲအကုသိုလ်ကအကျိုးပေးတော့ဘာကျိုးပေးကောင်းကျိုးလားမကောင်းကျိုးလားအတ္တနံဘဝဖန်ငါသန္တရာကငါဟုဆွဲဆိုမိမိကိုယ်ကိုပြီးရန်အရင်စစ်လည်းရင်ပြစ်မတင်ဖို့ကဲအခုသူ့ကိုယ်သူပြစ်တင်နေပြီသူ့ကိုယ်သူပြန်ပြီးတော့အပြစ်ပြောနေဟာဟိုတုန်းကအဲ့လိုမလုပ်ခဲ့ပြီးရင်ကောင်းသားနောင်တမရဘူးလားကဲကောင်းတာလုပ်ခဲ့လို့နောင်တရတာလားမကောင်းတာလုပ်ခဲ့လို့မကောင်းတာတွေလုပ်ခဲ့တယ်ဆိုးကျူးဖြစ်ပေါ်မှာတွေကိုပြုခဲ့လုပ်ခဲ့တယ်သူများတယောက်မဟုတ်ဘူးကိုကြောင့်ပဲကိုစိတ်ကိုနဲ့ကိုမှန်နေခြင်းကောင်းနေခြင်းပြီးတော့လုပ်ခဲ့တာကိုကျိုးစီးပွားဖြစ်ရဖြစ်ကြောင်းတွေကိုပြုခဲ့တယ်လုပ်ခဲ့တယ်ကျိုးစီးပွားရမယ်လို့မျှော်လင့်တောင်းတငါပြုလုပ်တာတွေသည်ချမ်းသာဖြစ်ကြောင်းလားဆင်းရဲဖြစ်ကြောင်းကဲဆင်းရဲဖြစ်ကြောင်းဖြစ်သွားတော့
အရင်ပြန်စစ်လိုက်တဲ့အချိန်ခါမှာဘာဖြစ်သွားအပြစ်တင်နေရပြီးရန်အရင်စစ်လည်းရင်ပြစ်မတင်ဖို့နေစဉ်မမုံချစ်ခင်ဆုံးကို၍ကိုချစ်ဆုံးမှာလောကမှာဘုသူချစ်ဆုံးအဲ့ဒါကောသလမင်းကြီးနဲ့မလိကာမင်းပြားတို့ဒီစကားနဲ့ပတ်သက်ပြီးတော့တစ်ခါလုံးကပြဿနာတော်တော်တက်ဘူးမြတ်စွာဘုရားရှင်တော်မှပြန်ပြီးတော့ဖြည့်ရှင်းရတဲ့အထီးကိုကြီးကျယ်တဲ့နော်စိတ်ဝမ်းကွဲပြားမှုပေါ့ကောသလမင်းကြီးကသူမိဖုရားမလိကာနဲ့သူကင်းရှင်းပြီးတော့အေးအေးဆေးဆေးအနာယူပန်းဖြစ်နေကြတဲ့ညနေခင်းကာလသူကမေးလိုက်တယ်မိဖုရားကြီးသင်လောကမှာဘသူကိုချစ်ဆုံးလဲနော်နိနာဘသူမှမရှိဘူးမင်းမုတ်တန်းနေမင်းခါသားတွေလည်းမရှိဘူးမင်းရေးဆိုတာတန်းရေးကြီးရာကိစ္စတွေလည်းနားနေရတဲ့အချိန်သတိမောင်တန်နှစ်ယောက်မင်းနဲ့မိဖုရားနှစ်ဦးသားပေါ့ချစ်စနိုးနဲ့ပြောကြမိဖုရားကြီးရဲ့လောကမှာဘသူ့ချစ်ဆုံးလဲသူထင်တာသူမှန်းတာကမာလိကာပြန်ပြောလိုက်မယ်ပေါ့လောကမှာမင်းကြီးကိုချစ်ဆုံးပါပဲရှင်မင်းကြီးချစ်ဆုံးပါပဲလို့ဒီလိုပြောမယ်လို့သူမျှော်လင့်ထားပြောရတော့အောင်လည်းပဲမာလိကာပေါ်မှာသူကကြီးစုများတယ်မာလိကာဆိုတာမင်းညုံမင်းတွေမဟုတ်ဘူးတောသူတောင်သားဆင်းရဲသူမလေးရုပ်ပြင်ဘက်ကမြေကွက်လက်မှာပန်းဆိုင်ရောင်းရတဲ့မိမငယ်တနေ့ကျတော့ကောသလမင်းကသူ့သူဇာတသနဲ့တိုက်ပွဲဖြစ်ကြတဲ့အချိန်သူရှုံးနှိပ်လို့ညင်းတကောင်နဲ့အသက်လို့ပြေးထွက်ခဲ့ရတက်လို့ပြီးတော့ပြေးခဲ့ရတယ်ပြန်ခဲ့ရတယ်ပေါ့စစ်ပွဲကနေထိနှံပြန်လာတိုင်းပြည်ပြန်လာခြံရံနေလည်းမပါဘူးဘယ်သူမှလည်းမပါဘူးသူတယောက်တည်းညင်းတကောင်နဲ့သာဝတိညုတ်အဝင်နာရောက်တဲ့အချိန်ခါရုပ်ပြင်နာမှာမိခလေးတယောက်တချင်းဆိုတန်ကိုကြားလိုက်ချင်းဆိုနေတာကပန်းသေးမလေးမလိကာပန်းမင်းနေစိုက်ပြုတ်ပန်းမွေးနေခုရောင်းနေရတဲ့ဆင်းရဲသူမလေးပန်းငင်းရေလောင်းရင်းနဲ့တချင်းဆိုနေတဲ့အတန်ကြားတော့ကောသလမင်းကြီးနှစ်သက်သွားတယ်သဘောကျသွားတယ်အဲ့ဒီမြောက်ရောက်သွားနော်သာမိကလာအတာမိကလာပေါ့ခင်မရှိမရှိမင်းများစုံစမ်းတော့ခင်မရှိဘူးတကိုယ်ရတကားရအပြုံမှန်းသိတဲ့အခါမှာတော်ကောက်ပြီးတော့မိဖုရားမြောက်ဆင်းရဲသူမဘဝကနေပြီးတော့မိဖုရားဖြစ်ကိုညှင့်တင်ပေးလိုက်တဲ့ကျေးဇူးမရှိဘူးလားခုမလေးက3000ခံစားနေရတာတွေဒီဘယ်သူပေးတာကောသလမင်းကြီးပေးတာရနေတဲ့စည်းစိမ်မှန်သမျှဒီဘယ်သူကြောင့်ရတာတော့ကောသလမင်းကြီးကြောင့်ရတာတော့အဲ့လိုတွေးတာတွက်ထားတယ်ပေါ့ကြောက်ဘလို့ပဲကြောလောကမှာသင်ဘသူအချစ်ဆုံးလဲမာလိကာဆိုလို့ရှိရင်ရှင်မင်းကြီးနော်ရှင်မင်းကြီးကိုချစ်ဆုံးမှာလို့ပြောတဲ့စကားသူကြားခြင်းသူကြားခြင်းတဲ့စကားမာလိကာပြောလာဘသူချစ်ဆုံးကဲဘောကလောကအမြင်နဲ့မကြည့်ဘူးဓမ္မအမြင်နဲ့ကြည့်ပြောလိုက်တာဓမ္မအမြင်နဲ့ကြတော့ကိုချစ်ဆုံးပဲတကယ်တော့ဘုန်းကြီးတို့ကိုကောင်းကျိုးချမ်းသာကိုအလိုလားဆုံးပဲတောင်းတဆုံးပဲတခြားသူတို့တရားကိုချစ်တဲ့ခင်တဲ့တန်ရောတင်တွေ့တယ်ဆိုတာကိုယ့်ရဲ့စိတ်ချမ်းသာမှုဖြည့်ဆည်းဖို့မပါဘူးလားကဲသူမရှိရင်ငါမနေတတ်ဘူးသူမရှိရင်ငါမနေနိုင်ဘူးဆိုပြီးတော့သူ့ဘာဖြစ်နေတာချစ်နေကြတာဒီသဘောမျိုးတော့အဲ့တော့မလိကာကအမှန်တိုင်းပြောတယ်မင်းကြီးတဲ့လောကမှာကိုချစ်ဆုံးဆိုတော့သဘောမကျစိတ်ဆိုးသွားနောက်တနေ့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြွလာတဲ့အချိန်ဒီအကြောင်းကိုလျှောက်ပြတော့ဘုရားမြတ်စွာကအမှဖြည့်ရှင်းပေးတယ်မလိကာပြောတာဟုတ်တယ်လူတိုင်းဒီကိုချစ်ဆုံးပါပဲကဲကိုချစ်ရင်ဘုန်းကြီးတို့ချစ်တဲ့လုပ်ကိုလုပ်ရချစ်ရရောက်အောင်လုပ်ရမယ်ကိုနှစ်တဲ့လုပ်ကိုလုပ်နေတယ်ဆိုလို့ရှိရင်ချစ်တဲ့သူလို့ပြောနိုင်သေးလားဒီဟာရင်စစ်လည်းရင်ပြစ်မတင်ဖို့နေစဉ်မမောင်ဖြစ်ခင်ဆုံးမူ၍
စေစင်ညာရာရာခါခါဝဲသာနာထောက်ထားကြ၍နာလေညာအံကိုကိုချစ်ဆုံးမယ်ကိုချစ်ရမယ်လို့နားလေတယ်ဆိုရင်ဘာလို့ရမလဲပေါ့ချစ်တဲ့လို့လောက်ရမှာလားနှစ်တဲ့လို့လောက်ရကိုချစ်တဲ့ပုဂ္ဂိုလ်ဒီလုံးဝမှာကကုသိုလ်ကောင်းမှုကိုကောင်းကျိုးချမ်းသာတွေရကျင်တဲ့ကောင်းကျိုးချမ်းသာတွေကိုမျှော်လင့်နေဆိုလို့ရှိရင်ကိုယ်အတွက်ကျိုးစီးပွားရကျင်တယ်ဆိုလို့ရှိရင်ကောင်းမှုလောက်ရမှာလားမကောင်းမှုလောက်ရကောင်းမှုလောက်ရမှာစေစင်ညာရာရာခါခါဝဲသာနာထောက်ထားကြ၍နားလည်ညာအံတကယ်တမ်းသာနားလည်တယ်ဆိုရင်လည်းတိဏ္ဏအရွယ်3နှစ်သင်အောင်စေ၍သုံးရေပိုင်းခြားအရွယ်3ပါးတို့၌အညတရယာမံအမှတ်မထားအစာစားကျွေတဘာဘာသောအရွယ်ကိုပတိစကိယအပြမနောစေလုံးချောအောင်စေကြောသုတ်ပင်ရာ၏ဘောဓိမင်းသားကိုမြတ်စွာဘုရားမိတ်ကြားနေတာမင်းသားတဲ့သင်လိုချင်ရချင်တဲ့ကောင်းကျိုးတွေသင်မရခဲ့ဘူးဆိုတာဒီသင်ကြောင့်ပါဖြစ်တယ်သင်ကံကြောင့်ပါဖြစ်တယ်ကောင်းကျိုးချမ်းသာတွေကိုမရစေတဲ့အကုသိုလ်ကံဒုက္ခဆင်းရဲတွေကိုဖန်တီးပေးတဲ့အကုသိုလ်ကံတွေကိုသင်ပြုခဲ့တော့ကိုဒီချိန်မှာသင်ကိုသင်ပြန်ပြီးတော့အပြစ်တင်နေရပြီတကယ်နားလည်သွားတဲ့အခါကျတော့ဘုန်းကြီးတို့နော်ပြစ်တင်စရာကသူများပြစ်တင်ရမှာလားကိုတင်ရမှာကဲကိုလက်ရှိကြုံနေတွေ့နေဖြစ်နေတယ်ဆိုတာဒီသူများကြောင့်လားကိုကြောင့်ကြီးပဲကိုကြောင့်ဖြစ်နေတာကိုကြောင့်ဖြစ်နေတာကိုကံကြောင့်ဖြစ်နေတာကိုကံကြောင့်ဖြစ်နေတာလို့ကောင်းစွာနားလည်လာမယ်ဆိုရင်ဒါကြောင့်ကံကံအကျိုးကိုသိနာလေတဲ့အသိဉာဏ်သည်ဘုန်းကြီးတို့လူတိုင်းမှာမရှိမဖြစ်ရှိရမယ်အသိဉာဏ်ပဲကြံတဲ့မဲ့ဉာဏ်ဘုံဉာဏ်တွေကိုမသွားနိုင်သေးဘူးထားကံနဲ့ကံကျိုးယုံကြည်မှုကောင်းတာလုပ်ရင်ကောင်းကျိုးဖြစ်မယ်မကောင်းတာလုပ်ရင်မကောင်းကျိုးဖြစ်မယ်ဒါဟိုတော့ဖြစ်ပြီးပြင်းတိတိကျကျလက်ခံထားဖို့လိုက်နာကျင့်သုံးဖို့မလိုဘူးလားကောင်းတာလုပ်ရင်ပါကျိုးအဲ့တော့ကောင်းကျိုးလိုခြင်းသူသည်ကောင်းတာလုပ်ရမှာလားမကောင်းတာလုပ်ရကောင်းတာလုပ်ရမှာနော်ကောင်းကျိုးရကျင်တယ်ဆိုပြီးတော့မကောင်းမှုတွေကိုပြုနေရင်မကောင်းတာတွေကိုပြုလုပ်နေမယ်ဆိုရင်ပြောဆိုကြံစည်နေမယ်ဆိုရင်ကိုယ်ထံကိုရောက်လာမှသည်မကောင်းကျိုးသာဖြစ်လိမ့်မယ်နမူနာပြီးပြီးတော့ပြောနေတာဗောဓိမင်းသားကိုဘုန်းကြီးတို့နမူနာယူအဲ့ဒီဘဝတုန်းကတော့ဖြစ်သူတို့အသက်ရှင်ရင်ပြီးရောဆိုပြီးတော့နော်တတိငါချမ်းသာဒုက္ခသူကြည့်ပြီးတော့ရည်ရှိမကြည့်ဘူးနောက်ကျိုးမှဖြစ်လာမယ်ဆိုတာကိုထဲမတက်ပဲနဲ့ဒီဘဝအသက်ရှင်ရင်ပြီးရောဒီဘဝချမ်းသာရင်ပြီးရောဒီဘဝကြီးပွားတိုးတက်အောင်မြင်ရင်တော်ပြီဆိုပြီးတော့ဘုန်းကြီးတို့တဘဝစာတဏ္ဍစာပဲကြည့်တော့တန်တရားတစ်လျှောက်လုံးမှာဒုက္ခမများဘူးလားအဲ့ဒါသံဝေကယူရမယ်နော်တဘဝစာကြည့်ရမှာလားတန်ត្រာတစ်လျှောက်ကြည့်ရတဘဝစာကြည့်လိုက်လို့ရှိရင်တော့ဖြစ်မကောင်းတာလုပ်နေတဲ့သူတွေလည်းကြီးပွားနေတာပဲအများမကောင်းတာလုပ်အများမုခရေတောင်းငါလေးတောင်းရမှာပေါ့ဒီလိုမဟုတ်လားကဲသူများလုံးသလိုမလုံးလို့ရှိရင်ငါပဲဒုက္ခရောက်မှာပေါ့ဆိုပြီးတော့ခွင်းတို့ဒီဘဝအတွက်ပဲကြည့်ရင်တော့လွဲသွားလိမ့်မယ်ဘဝကငါသန္တရာကငါဟုဆွဲဆိုမိမိကိုယ်ကိုတကယ်တမ်းချစ်ပါတယ်ခင်ပါတယ်နောက်ချိန်မှာအပြစ်တင်တာမဖြစ်ခြင်းဘူးဆိုရင်ဒိဏံအရွယ်3နှစ်သင့်အောင်ဆေး၍3ရေပိုင်းခြားအရွယ်3ပါးတို့၌ကဲလူတယောက်ရဲ့သက်တမ်းကို3ပိုင်းပိုင်းလိုက်ပါတဲ့ပထမအရွယ်ဒုတိယအရွယ်တတိယအရွယ်ကဲလက်ရှိဘုန်းကြီးတို့သက်တမ်းဘယ်လောက်လဲ95နှစ်နော်ဒါ95နှစ်ဆိုလို့ရှိရင်ပထမအရွယ်ကဘယ်လောက်လဲ25ဒုတိယအရွယ်က50ကျော်သွားရင်တတိယအရွယ်ဒါပေမဲ့တလောတော့ဘုန်းကြီးစာတန်းတစ်ခုဖတ်လိုက်ရကုလသမဂ္ဂကထုတ်ပြန်တဲ့စာတမ်းမှာဗမာနိုင်ငံရဲ့နိုင်ငံသူနိုင်ငံသားတွေရဲ့အသက်ကိုသူတို့ကaverage ချပြီးတော့ပြန်တွက်ထားတယ်
မာကြီးကလူတွေရဲ့တတန်တွေ55လောက်ပဲသူတို့ကတွေ့သဘောက60ပတ်ဝန်းကျင်လောက်ပဲနေကြတာများတယ်ပေါ့တိပဲကတနိုင်ငံလုံးနေထားတဲ့တွေ့လို့ရှိရင်55 60ပဲဟုတ်ပြီလားကဲ60သာဘုန်းကြီးတို့တကယ်တိတိကျကျလက်ခံလို့ရှိရင်သက်20အထိသည်ပထမရွယ်ပေါ့40အထိသည်40ကျော်သွားရင်ဟုတ်ပြီလားတမယုံကြယူဆနေကြတာက85နှစ်တန်းဆိုပြီးတော့50ကျော်မှတတိယရွယ်ခုလက်ရှိအနေထားရကြည့်လို့ရှိရင်ဘုန်းကြီးတို့အဲ့ဒါကတိတ်ပြီးတော့မမှန်တော့ဘူးနော်40ကျော်သွားရင်ပဲရွယ်ရောက်တတိယရွယ်ရောက်ပြီအရွယ်3မှပိုင်းခြားကြည့်လိုက်တဲ့အခါဒိဏအရွယ်3နှစ်သိအောင်ဆေး၍3ရက်ပိုင်းခြားရွယ်3ပါးတို့၌အညတရယမံအမှတ်မထားအစာစားကျွေတပါးပါသောအရွယ်ကိုအရွယ်တပါးမှတော့ဖြစ်တဲ့ကုသိုလ်ကောင်းမှုကိုပြုရမယ်လို့မြတ်စွာဘုရားမိန့်ကြားတာဘုမဗောဓိမင်းသားနဲ့သူဇနီးသည်တကယ်လို့သာပထမရွယ်မှာသတိမရတော့လည်းပဲဒုတိယရွယ်မှာသတိရတယ်ဆိုရင်လည်းပဲကောင်းကျိုးချမ်းသာကြုံမယ်ပေါ့ဒုတိယရွယ်မှာသတိမရတော့လည်းပဲတတိယရွယ်မှာသတိသံဝေကရလို့တဦးတယောက်ကဘာသာတိဘာသာအမှုတွေရှောင်လိုက်မယ်ဆိုလို့ရှိရင်လိုချင်ရချင်တဲ့ကောင်းကျိုးဒီဘဝမှာဒီအချိန်မှာရနိုင်သေးတယ်တဲ့အခုနှစ်ယောက်လုံးကစိတ်တူကိုယ်တူနဲ့ကောင်းတာလုပ်ခဲ့လားမကောင်းတာလုပ်ခဲ့ကဲကံတူကျိုးပေးတွေလာဆုံးနေတဲ့ခါကျတော့ကောင်းကျိုးချမ်းသာမျှော်လင့်တောင်းတတာတွေရနိုင်သေးလားတော့တိဗ္ဗေကတရွယ်တစ်ချိန်မှာတော့ပြည့်ကုသိုလ်ကောင်းမှုကိုပြုရမယ်ကောင်းဆုံးကပထမရွယ်မှာပြုနိုင်တာသည်ကောင်းဆုံးငယ်ငယ်တည်းကကုသိုလ်ကောင်းမှုပြုသိရှိတဲ့သူတစ်သက်လုံးကောင်းသွားငယ်ငယ်တည်းကကုသိုလ်ကောင်းမှုတွေကိုလေ့လာကြိုးစားအားထုတ်နေတဲ့သူသည်ဒုတိယရွယ်မှာလည်းကောင်းတယ်တတိယရွယ်မှာလည်းကောင်းသွားတာပဲနော်အဲကြီးတော့မှဘုန်းကြီးတို့ပထမရွယ်ဒုတိယရွယ်တွေမှာကုသိုလ်ကောင်းမှုမလုပ်ခဲ့ဘူးအသက်ကြီးမှလုပ်မယ်ဆိုတော့သက်ကြီးတဲ့အခါမှာစိတ်ထင်တိုင်းလုပ်လို့လွယ်သေးလားလွယ်ဘူးဘုန်းကြီးတရားစခန်းမှာတရားရိပ်သာမှာသတိထားကြည့်တယ်သက်ကြီးတဲ့သူတွေတရားဝင်ကျင်တယ်ပေါ့ကိုယ်ကလည်းတနာလို့ပြေးဝင်အထုတ်ပါချမ်းသာသလိုနေပါတတ်တာသလိုနေပါနော်ဆင်ပြေသလိုအထုတ်ပါဆိုပေမဲ့လို့တကယ်တမ်းဖြည်းဖြည်းရောက်ပေါက်မြောက်လုပ်ဖို့လွယ်လားခန္ဓာကြီးကတဖြည်းဖြည်းနဲ့အကျပိုင်းရောက်နေပြီတဲ့ခန္ဓာကိုယ်အကျပိုင်းရောက်သလိုပဲစိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတွေလည်းကျပိုင်းကိုရောက်နေညာရင်ညာသွေးတွေလည်းပဲနှိမ့်ကြတဲ့အခြေအနေကိုရောက်နေပြီကျမ်းမာရေးလည်းချူကြလာပြီဆိုတော့ကုသိုလ်ကောင်းမှုကိုစိတ်ပန်လက်ပါလုပ်မယ်ဆိုတဲ့အချိန်ခါမှာစိတ်ရှိတော်လည်းပဲနော်ပြေဝလုံးနိုင်သေးလားအဲ့ဒီအချိန်ကျမှလုပ်မယ်ဆိုလို့ရှိရင်လွယ်မှလားခက်မှာဒါသတိတရားနဲ့ပြုလုပ်တဲ့သူတချို့ကြတော့သေသွားတဲ့ဘဝတစ်ခုဆုံးသွားတဲ့ကုသိုလ်ကောင်းမှုကိုမလုပ်ဖြစ်ပါနော်ပထမရွယ်မှာလည်းကုသိုလ်ကောင်းမှုတွေမေးလျော့နေခဲ့တယ်ဒုတိယရွယ်မှာလည်းမေးလျော့တယ်နောက်ဆုံးအရွယ်တတိယရွယ်မှာလည်းကုသိုလ်ကောင်းမှုကိုမပြုနိုင်မလုပ်နိုင်မဲနဲ့သိဆုံးနေအဲ့ဒါဆိုလို့ရှိရင်သူ့ဘဝတစ်ဘဝလုံးသည်ကုသိုလ်ရတဲ့အချိန်ဆိုတာရှိသေးလားကဲဒီဘဝမှာကုသိုလ်လုပ်ဗာနေမြလုပ်ခဲ့တဲ့လို့စီချုပ်ကြည့်လိုက်ရင်ဘာရှိတော့ဘာမှမရှိဘူးဆိုတော့ဒီဘဝသည်လူဖြစ်ယုံသာသာလေးပဲရှိတယ်ကုသိုလ်ကောင်းမှုဘာမှမရတော့ရှုံးသလားမြတ်သလားရှုံးနေနော်ဒိဏရွယ်3နှစ်သိအောင်စီ၍3ရက်ပိုင်းခြားရွယ်3ပါးတို့၌အညတရယမအမမထာသာသာတွေတပါးပါသောအရွယ်ကိုအညတရယမရုပ်ဆွအဆုံးနောက်ဘိဆုံးမှုခေါ်ထုံမြည်ရပစ္စည်းမအရွယ်ကိုပစ္စည်းမအရွယ်ဆိုတာကနောက်ဆုံးအရွယ်ပါဘယ်ရွယ်လဲ85နှစ်တန်းနဲ့တွက်မယ်ဆိုလို့ရှိရင်50ကျော်လာလို့ရှိရင်ဘုန်းကြီးတို့ပြိဿရဲ့ဘယ်ရွယ်ရောက်သွားနောက်ဆုံးရွယ်ပဲနော်ကဲ55 60လောက်သာတွက်ထားလို့ရှိရင်ဘုန်းကြီးတို့40ကျော်လာရင်ဘယ်ရွယ်ရောက်သွား
ချိန်ကာလကဘလောက်မှမကြံဘူးပြန်တွက်ကြည့်ကိုဖြတ်တန်းခဲ့တဲ့ချိန်နေခဲ့တဲ့တတတခြားအသက်340ကျော်50ဖြစ်တာဖြစ်လာတဲ့ကိုနေခဲ့တာဒီဘုန်းကြီးတို့အကြာကြီးလို့ထင်ရလားခဏလေးလို့ထင်ရတော့ကိုပြန်တွက်ကြည့်လို့ရှိရင်ဟာဘာမှမကြပါလား10နှစ်15နှစ်အနှစ်20 30နော်ငယ်တော့ကတော့ဖြစ်တဲ့မကြီးနိုင်ဘူးပေါ့လူကြီးဖြစ်ချင်တော့ကြီးလာတဲ့ခါကျတော့အသက်ကဖြတ်နဲ့သွားလိုက်တာညာလိုက်တာချိန်တွေကုန်သွားပြီတက်40ရောက်ပြီ50ရောက်ပြီ60ရောက်ပြီကဲအဲ့မှာကြံကြည့်လို့ရှိရင်ဘဝတစ်လျှောက်လုံးမှာလှုပ်ခဲ့တာဒီသားရေးသမီးရေးလူမှုရေးဒီရေးတွေမများဘူးလားကဲအိမ်တော်ရေးစီးပွားရေးနောက်ပညာရေးကျမ်းမာရေးပေါ့ဒါတွေနဲ့ပဲရှုပ်ခဲ့တော့လှုပ်ခဲ့တော့ကိုယ်တွေ့ကိုယ်တန်ကိုကုသိုလ်ကောင်းမှုတွေရာဖို့ကုသိုလ်လုပ်ကိုလုပ်ခဲ့တဲ့အချိန်ကာလသည်အနေငယ်သာရှိပါလိမ့်မယ်ကုသိုလ်လုပ်ခဲ့တာသည်နည်းလားများလားတော့ငယ်တည်းကအကျင့်ရှိတဲ့သူကတွေးပြီးတော့လုပ်ခဲ့တော့တော်သေးကြီးမှလုပ်တဲ့သူကဘုန်းကြီးတို့တစ်လျှောက်လုံးနေခဲ့တာကကုသိုလ်မပါဘူးတစ်သက်လုံးနေခဲ့တာဒီကုသိုလ်ပါလားကဲအခုမှကုသိုလ်ကောင်းမှုကိုစတင်ပြီးတော့ပြုစုရတယ်လုပ်ရတယ်ဆိုတော့ဒီဘက်ကအထာမကြတာများတယ်နော်ကုသိုလ်ဘက်ကိုရောက်လာတဲ့အချိန်ကမှကုသိုလ်လုံးနဲ့နေကုသိုလ်စိတ်နဲ့နေကုသိုလ်ကောင်းမှုတွေဖြစ်အောင်ကြိုးစားလို့သာပြောရတယ်တကယ်တမ်းကိုယ်စိတ်အလေးခြင်းကဘယ်ဘက်များခဲ့တော့အကုသိုလ်ဘက်မှာများခဲ့တာဘယ်ဘက်များကဲအကုသိုလ်ဘက်များခဲ့တဲ့စိတ်ဒီကုသိုလ်ကောင်းမှုမှာပျော်ဖို့လွယ်ရဲ့လားလွယ်ဘူးဒါကြောင့်စိတ်ကြံတယ်စိတ်တွဲ့တယ်ပေါ့တရားထုတ်တဲ့အချိန်ကကြာရင်သိတာပဲတရားကျင့်တဲ့တရားထုတ်တဲ့ယောဂီတွေနော်တရားရကျင်တဲ့တကယ်လဲကျင့်တဲ့တကယ်လဲလုပ်နေကြတယ်ဘာလို့မရသလဲဘာဖြစ်လို့မရသလဲလို့ဘုန်းကြီးတော်တော်ကြီးသတိထားတယ်ကြည့်တယ်လေ့လာတယ်ပေါ့ဘာဖြစ်လို့သူတို့တရားမရတာလဲလို့ကြည့်လိုက်တော့ဒီကစိတ်ပြန့်လွင့်နေလို့ဘာဖြစ်လို့ကဲစိတ်ပြန့်လွင့်နေတယ်ဆိုလို့ရှိရင်ဘုန်းကြီးတို့စိတ်ပြန့်နေတဲ့စိတ်မတည်ငြိမ်ဘူးဆိုရင်ဒီလုံနေတဲ့အလုပ်ပေါ်မှာအာယုံစူးစိုက်မှုရှိသေးလားနည်းသွားတယ်နော်အာယုံစူးစိုက်မှုနေရင်သမာဓိမဖြစ်ဘူးသမာဓိမဖြစ်တဲ့အတွက်ကြောင့်မို့လို့သိမြင်နားလေတဲ့အသိဉာဏ်ပညာဖြစ်ဖို့လွယ်လားသမာဓိနဲ့ပညာမလာတော့ဘူးပြနေတာတွင်းနေတာကိုယ်ပေါ်လေးမဟုတ်ဘူးအာထုကာသပြတာပဲတွင်းတာပဲဆိုပြီးတော့ပော့တန်တမထားစိတ်ကိုလေ့ကျင့်လုပ်ရစိတ်ကလေ့ကျင့်ထားတဲ့နေရာမှာပဲမွေ့လျော်တယ်ပျော်တယ်ဘုရားပြတဲ့ဥပမာရပြောလို့ရှိရင်နော်ရေထဲနေတဲ့ငါကုန်းပေါ်ကိုဆယ်တင်လာလို့ရှိရင်တဲ့သူမနေနိုင်ဘူးကဲတစ်သက်လုံးနေကြတာရေထဲမှာနေတယ်အခုရောက်နေတာကုန်းပေါ်မှာဆိုတော့တစ်ဖြတ်နဲ့မခါဘူးလားနောက်တချို့ငါးတွေကုန်းပေါ်ရောက်တဲ့အခါမှာမနေတတ်ဘူးဖုံစားဖြတ်ခါဖြတ်လူးပြီးတော့ဖြစ်နေသလိုပဲတဲ့အကုသိုလ်နဲ့အနေများတဲ့စိတ်တွေလည်းပဲကုသိုလ်ကောင်းမှုဘက်မှာထားမယ်ကုသိုလ်ဘက်မှာနေမယ်ဆိုရင်လည်းပြန်လွင့်နေတတ်တယ်စိတ်တွေဘာဖြစ်နေလဲပြန်လွင့်နေရင်လုပ်တဲ့အလုပ်အောင်မြင်မှုနည်းလိမ့်မယ်နောက်မှအသက်အရွယ်ကြီးလို့အာယုံစူးစီးမှုနည်းသွားတာကတကြောင်ပေါ့ခန္ဓာကိုယ်ရဲ့ယိုယွင်းပျက်စီးလာအကြပိုင်းကိုရောက်လာကျမ်းမာရေးတွေကညံ့လို့အာယုံစူးစိုက်နိုင်မှုနည်းသွားတာကတကြောင်ပင်ကိုယ်စိတ်ကိုကအကုသိုလ်မကောင်းမှုမှာပဲအနည်းများခဲ့လို့ကုသိုလ်ဘက်မှာမပြောနိုင်တာကတကြောင်ဆိုတော့အကြောင်းမျိုးကြောင့်ဘုန်းကြီးတို့စိတ်တွေမလွင့်ဘူးလားစိတ်ပြန့်နေတယ်စိတ်လွင့်နေတယ်ကဲအဲ့ဒါဆိုလို့ရှိရင်တရားရဖို့လွယ်ရဲ့လားဒါကြောင့်ဘေးချင်းဘေးခါဒီကုသိုလ်လုပ်ဖို့ကောင်းတယ်လေဆိုလို့ရှိရင်ငယ်စဉ်ချိန်ခါဘေးချင်းကောင်းတဲ့လူငယ်တဲ့လူကြီးကုသိုလ်ကောင်းမှုလုပ်ကြမယ်ပေါ့တရားကျင့်ကြမယ်ပေါ့ဘယ်သူကအားပါတော့လူငယ်အားပါတယ်လူငယ်ဆိုတာတက်တက်ကြောကြောရှိသေးတယ်တော့ခွန်အားကလားနဲ့ပြည့်စုံတဲ့စိတ်ကလည်းပဲနိုးကြနေတယ်ဖြတ်လက်နေတယ်တွက်လက်နေတဲ့အချိန်ညာရင်ညာသွေးကလည်း
ထက်မြက်နေတဲ့အချိန်ခါမျိုးမှာဘာကုသိုလ်လုပ်လို့အဲ့ဒီအချိန်ခါသည်အကောင်းတဲ့လူငယ်စိတ်တွေဘုန်းကြီးတို့ဘေးကလူထားတဲ့ခါမှာလည်းပြတ်ပြတ်သားသားရှိတယ်သီလစောင့်ထိန်ကြပြီဆိုတဲ့နေရာမှာလည်းပို့ပြီးတော့လုံလုံချုံချုံနဲ့သေးသေးချာချာထိမ့်သိမ့်စောင့်ရှောက်နိုင်တယ်ငယ်တဲ့အချိန်ဒီပထမရွယ်ဒီကောင်းတဲ့အချိန်မှာပထမရွယ်မှာမလုပ်ပြဘူးဆိုရင်လည်းဘယ်ရွယ်မှာလုပ်ရမလဲဒုတိယရွယ်မှာလုပ်ဖို့လုပ်ရမယ်ပထမရွယ်လေးလွန်သွားပြီဒုတိယရွယ်လေးလွန်သွားပြီဆိုရင်တော့ဘုန်းကြီးတို့ဘယ်ရွယ်ကြံသေးခုရောက်နေကြတာပဲရွယ်တတိယရွယ်အညတရယမယုတ်ဆွအစုံနောက်ဘိဆုံးဟုခေါ်တုံးမြည်ရပစ္စည်းမရွယ်ကိုပฏิစကေယပြည့်မနောစင်လုံးချောအောင်ဆေးကြောတုတ်တင်ရမယ်ကဲနောက်ဆုံးရွယ်နောက်ဆုံးချိန်လေးမှာတော့ဖြစ်အပြည့်ဆိုတာမြူမုံလေးလောက်မှမပါအောင်စင်လုံးချောအောင်တဲ့အပြည့်နာစာတွေကင်းပြီးတော့ဒီရွယ်မှာတော့ဖြစ်နော်ဒီနေ့ပိုင်းကြံခဲ့တဲ့ကိုယ့်ရဲ့တတန်ကြံတဲ့တတန်တစ်လျှောက်မှာတော့ဖြစ်ငါတို့အကုသိုလ်ပြည့်ဆိုတာဘာမှမပါအောင်နေမယ်ဘာမှမဖြစ်အောင်နေမယ်ဆိုပြီးတော့နောက်ဆုံးရွယ်သမားတွေကပို့ပြီးဆိုင်ဖို့မလိုဘူးလားပို့ပြီးဆိုင်ရမှာငယ်တဲ့သူတွေကဒီအချိန်မလုံနိုင်သေးလေနောက်တစ်ချိန်ရွှေ့စရာရှိသေးပထမရွယ်မလုံဖြစ်ဒုတိယရွယ်လုံမယ်ဆိုပြီးထားနိုင်သေးဒုတိယရွယ်မလုံဖြစ်လည်းပဲတတိယရွယ်မှာပြုလုပ်နိုင်တယ်ဆိုပြီးတော့ထားနိုင်သေးတယ်တက်ကြီးရွယ်ကိုတတိယရွယ်ရောက်နေတဲ့သူတွေကရွှေ့စရာရှိသေးလားမရှိတော့ဘူးတတိယရွယ်ဒီဘယ်ကစလဲ50 40ပေါ့နော်စောကြောပေါ်ပေါ်တက်လို့ရှိရင်50သေးသေးချာချာဘုန်းကြီးတို့ထားမယ်ဆိုရင်40ကျော်ရွယ်ကနေကုသိုလ်ကောင်းမှုတွေကိုလုပ်ဖို့လိုလာပြီနော်အတ္တနိစေပိယံစဉ္ညာသခေယနံသုရခိတံရခေယနံသုရခိတံသုရခိတံတရားကြောင်းရာမဆောင်ပါပဲကောင်းစွာစောင့်ရှောက်အပ်ပြီးညီလောက်အောင်နာအတ္တနာယခုလဲကိုကိုနောင်လဲကိုကိုကောင်းစွာသိရှိထိုမိမိကိုကိုသုရခိတံတရားကြောင်းရာမဆောင်ပါပဲကောင်းစွာစောင့်ရှောက်အပ်ပြီးညီလောက်အောင်ရခိယတတိတရားလက်ကင်ထား၍မချပုံသေးစောင့်ရှောက်လျာ၏ဘာလက်ကင်ထားမယ်တတိတရားခုလည်းပဲကိုကိုပဲနောင်လည်းပဲကိုကိုပဲခုကောင်းကျိုးချမ်းသာတွေရှားကြောင်းရှားနေလို့ရှိရင်နောင်ကောင်းကျိုးချမ်းသာရမှာသည်သူများရမှာလားကိုရမှာကဲကိုကမကောင်းတာတွေမဟုတ်တာတွေမမှန်တာတွေလုပ်နေရင်နောက်ဆိုးကျိုးဒုက္ခရမယ်ဆိုတာဒီသူများရမှာလားကိုရမှာခုလဲကိုပဲနောင်လဲကိုပဲနာတနာယခုလဲကိုကိုနောင်လဲကိုကိုဒုက္ခလောသိရှိထိုမိမိကိုကိုမိမိကိုကိုတဲ့ရခိယတရားကြောင်းရာမဆောင်ပါပဲကောင်းစွာစောင့်ရှောက်အပ်ပြီးညီလောက်အောင်တရားလမ်းကြောင်းကမတိမ်ဆောင်ပါအောင်ကိုကိုကိုစောင့်ရှောက်ရမယ်ဘုန်းကြီးတို့သွားရမယ်လမ်းဟောဒီဘဝမှာလျှောက်လမ်းရမယ်လမ်းဒီဘယ်လမ်းနဲ့သွားတာအကောင်းဆုံးလို့တရားလမ်းကြောင်းမှာဘာလမ်းကြောင်းတရားလမ်းကြောင်းမတိမ်ဆောင်အောင်နဲ့ခုဘုရားရှင်ကိုရောမြတ်ကြီးချထားပြတဲ့လမ်းမြတ်စွာဘုရားကြီးကိုရောမြတ်ကြီးကိုယ်တိုင်လျှောက်သွားတဲ့လမ်းမရှိဘူးလားကဲအဲ့ဒီလမ်းဒီတရားလမ်းလားမတရားလမ်းတရားလမ်းပိစကဗုဒ္ဓရှင်မြတ်တွေယန္တာရှင်မြတ်တွေရှောက်လန်းသွားတဲ့ဘဝလမ်းဒီလည်းပဲတရားလမ်းကြောင်းမှာတရားလမ်းကြောင်းတိုင်းတွားနေမယ်ဆိုလို့ရှိရင်လမ်းပါစရာလမ်းလွေစရာလမ်းချော်စရာရှိသေးလားမရှိဘူးနောက်ခုဒီနားမှာကျင့်မနိုင်ဘူးလားရှိတယ်ယထာလမ်းရှိယထာလမ်းကျော်လာတဲ့တန်တရာဆိုတော့ဘုန်းကြီးတို့အောက်မှာယထာတန်လမ်းမရှိဘူးလားယထာတန်လမ်းတိုင်းတက်တဲ့မမသွားနေတဲ့ယထာစီတိမ်သွားတယ်စောင်းသွားတယ်ချော်သွားတယ်ဆိုတာရှိသေးလား
သူ့လမ်းနဲ့သူဖြောက်တန်းအောင်သွားရင်လမ်းမဆောင်ဘူးနော်ကဲသူ့လမ်းနဲ့သူမတည့်တော့ဘူးဆိုတာနဲ့ယထာတွေကြီးတိမ်သွားပြီးစောင်းသွားပြီးချော်သွားပြီးမှောက်သွားပြီးဆိုတာဒီမဖြစ်ဘူးလားလမ်းချော်သွားလို့အဲ့တော့ဘုန်းကြီးတို့ပြိဿကဒီဘဝရနေတဲ့အချိန်ခါမှာလမ်းမချော်အောင်တရားကြောင်းရမဆောင်ပါပဲကောင်းစွာစောင့်ရှောက်အပ်သည်မြည်လောက်အောင်တရားလမ်းမဆောင်သွားအောင်မတိမ်သွားအောင်ကောင်းမွန်စွာစောင့်ရှောက်ထားရမယ်ကောင်းမွန်စွာမလို့อ่ะကဲဘယ်သူစောင့်ရှောက်ကိုစောင့်ရှောက်ရမှာကိုလုံခြုံစွာစောင့်ရှောက်ထားတယ်ဆိုပြီးတော့ကဲလုံခြုံရေးတွေထထချချန္တကအိန္ဒကတွေတော့ထထခတ်ပြီးတော့နော်ကာကွယ်သားတွေစောင့်ရှောက်ထားတယ်ဆိုပေမဲ့လို့ဘဝလုံခြုံမှုသည်တကယ်ရရဲ့လားဘဝရဲ့လုံခြုံမှုကိုပေးစွမ်းနိုင်တာသည်ကုသိုလ်တရားပါဘဝလုံခြုံမှုပေးတာဘယ်လိုလဲကဲဘဝကိုဖြစ်စည်းနှိမ့်ဆက်နေတာကအကုသိုလ်တရားကဲတချို့များဘဝမှာစိတ်ရချမ်းသာစွာနဲ့ဖြတ်သန်းသွားရသူဘဝမှာနောက်ရက်ကင်းစိတ်ချမ်းသာကိုချမ်းသာနဲ့ဆင်းရဲခြင်းတွေဝေးကွာပြီးတော့ဘဝလမ်းကြောင်းတဲ့မှတ်နေတဲ့သူတွေဘာကြောင့်ဘဝလမ်းတဲ့နေတာတော့ကုသိုလ်ကြောင့်ကဲဒီကုသိုလ်ဆိုတာလည်းပဲတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်တရားပဲပေါ့နော်ကုသိုလ်တရားလမ်းကြောင်းမတိမ်ဆောင်အောင်ကိုစောင့်ရှောက်မယ်ဆိုရင်ဒီဘဝလည်းကောင်းပါလိမ့်မယ်တောင်းတန်တရားလည်းကောင်းပါလိမ့်မယ်တဘဝလည်းကြည်ရမှာလားတန်တရားအတွက်ပါကြည်ရဒီဘဝကောင်းယုံတန်တရားကောင်းယုံနေမဟုတ်သေးဘူးတဲ့တန်တရာကလွတ်မြောက်ရာလွတ်မြောက်ကြောင်းထီကိုအာယုပြုထားတဲ့တရားလမ်းကြောင်းဆိုတာဒီဘုန်းကြီးတို့ဘယ်ထီကိုပေါင်းနေတဲ့လမ်းလဲဆိုတော့နိဗ္ဗာန်တိုင်အောင်ပေါင်းရောက်ပါလေကုသိုလ်ကောင်းမှုတွေပြုကြတယ်ဒါနကောင်းမှုပြုတယ်သီလကောင်းမှုပြုတယ်ဘာဝနာကောင်းမှုတွေပြုတယ်တော့အဲ့ဒီကုသိုလ်လမ်းဒီနိဗ္ဗာန်တိုင်သွားနေတဲ့လမ်းမှာဘုန်းကြီးတို့တရားလမ်းနဲ့သွားရင်ဘယ်ရောက်နိုင်ခရီးဆုံးပန်းနိုင်ပြီဘယ်နေရာကဲတရားလမ်းကြောင်းကတိမ်ဆောင်သွားတဲ့ပုဂ္ဂိုလ်ဒီတရားလမ်းချော်သွားပြီဆိုရင်မတရားတဲ့ပဲမရောက်ဘူးလားတရားနဲ့မတရားနဲ့မတရားဆိုတာဝေးကြီးกว่าကြီးမဟုတ်ဘူးတရားဖြစ်နေရင်နော်မတရားပြောက်ွယ်နေပါပဲတရားပြောက်ွယ်သွားပြီဆိုတာနဲ့ဘာရောက်လာမတရားရောက်လာပါပဲကိုယ်စိတ်ကတရားဓမ္မပဲကိုနှလုံးသွင်းအာယုံပြုနိုင်တယ်ဆိုရင်ကုသိုလ်တရားတွေကိုနှလုံးသွင်းအာယုံပြုနေတယ်ဆိုရင်လည်းတရားလမ်းကြောင်းတဲ့နေတယ်စိတ်ကကုသိုလ်ဘက်မှာမရှိတော့ဘူးဆိုတာနဲ့တပြိုင်တည်းကောင်းမှုဘက်ကိုနှလုံးမသွင်းဘူးဆိုတာနဲ့ဘယ်ရောက်သွားမတရားတဲ့ဘက်အကုသိုလ်ဘက်ကိုမရောက်ဘူးလားကိုချစ်တယ်လို့ပြောနေကြတဲ့သူတွေကိုမြတ်စွာဘုရားကနော်ခပ်ပြင်းပြင်းလေးဆုံးမတာကိုချစ်ရင်တဲ့ချစ်ရရောက်တဲ့လုပ်ကိုလုပ်ပါချစ်ရရောက်တဲ့အလုပ်ဒီတရားလမ်းကြောင်းတဲ့မှန်မှလျှောက်တဲ့အလုပ်နာတဏယခုလည်းကိုနောင်လည်းကိုသောကလောသိရှိတော်မိမိကိုသူရခိတံတရားကြောင်းရာမဆောင်ပါပဲကောင်းစွာသောက်ကြောအပ်သည်မြည်လောက်အောင်ရခိယသတိတရားလက်ကင်ထား၍မချပုံသေးစောင့်ရှောက်နေရ၏ဘာနဲ့စောင့်ရှောက်မဲ့တတိတရားနဲ့ဘာနဲ့စောင့်ရှောက်တတိတရားလက်ကင်ထား၍ကဲအမြင့်နေပါလေတက်တဲ့အခါအပေါ်တက်နေပါလေတက်တဲ့အခါလေကတိတွေမှာဘုန်းကြီးတို့လက်ကင်နေလက်ရန်နေမထားဘူးလားအဲ့ဒီလက်ကင်နေလက်ရန်နေထားရတာဒီဟိုဘက်ဒီဘက်ဘေးဘက်အောက်ဘက်ကျသွားမှစိုးလို့ကာဓာယန္နာတဲ့သဘောပဲလက်ရန်လက်ကင်ကင်တွယ်ပြီးတော့တက်တဲ့သူတက်တဲ့မှန်မှတန်တမှန်မှတက်နိုင်တယ်ဘေးဘက်ဘယ်ဘက်ညာဘက်ကိုမကြဘူးပေါ့အဲ့ဒီလိုပဲဘုန်းကြီးတို့ဘဝလမ်းကြောင်းရှောက်လန်းတဲ့အခါမှာတရားလမ်းကြောင်းဖြောင့်မတ်ဖို့ဆိုရမှာဘာကိုလက်ကင်ထားတတိတရားလက်ကင်ထားပါပါတတိထားမယ်တတိတရားကိုလက်ကင်ထားရမယ်တတိတရားဒီအရာရာမှာရည်ကြည်တဲ့ဒါနကောင်းမှုပြုဖို့လည်းပဲတတိတရားရှိရမယ်ပေါ့သီလကောင်းမှုပြုဖို့လည်းတတိတရားရှိနေရမယ်ဘာဝနာတရားပွားများအထုံးမှုကိုပြုတဲ့အချိန်ခါမှာလည်းတတိတရား
ရှိနေရမယ်ကုသတိရှိလို့ကုသိုလ်လုပ်ဖြစ်တာဒါနလုပ်ဖြစ်တယ်ဆိုတာလည်းပဲငါတို့ကုသိုလ်လုပ်အောင်မယ်ဒါနလုပ်အောင်မယ်နော်ဒါကိုတတိရလို့သီလစောင့်တယ်ဥပုသ်စောင့်တယ်ဆိုတာလည်းပဲဥပုသ်စောင့်သီလစောင့်ဖို့ကုသိုလ်ကောင်းမှုပြုဖို့တတိယလို့တရားကျင့်တယ်ဆိုတာလည်းပဲဘုန်းကြီးတို့ငါတို့တရားလုံးရမယ်ဆိုတဲ့အတိတတိရှိနေလို့ပေါ့တတိသာမရှိရင်ကုသိုလ်ကောင်းမှုတွေတတိကိုမရဘူးနော်ကဲတနေ့များလိုက်တဲ့အလုပ်ရှုပ်လိုက်တဲ့အလုပ်အာယသမီးရဲ့ဇီဝရေးလူမှုရေးပေါ့ဒီရေးတွေနဲ့ရှုပ်ထွေးနေတော့ကုသိုလ်ကောင်းမှုမေ့နေတဲ့သူတွေမရှိဘူးလားကုသိုလ်ကောင်းမှုမေ့နေကြတယ်ဆိုတာဒီချစ်တဲ့အလုပ်လုပ်တာလားနှစ်တဲ့အလုပ်လုပ်တာနှစ်တဲ့အလုပ်တော့ကုသိုလ်ကောင်းမှုကိုတတိယနေတာဒီနှစ်တဲ့အလုပ်မဖြစ်နိုင်ဘူးတဲ့ချစ်တဲ့အလုပ်ကိုပြီးမြင်လုပ်နေတာပဲရကရာတတိတရားလက်ကင်ထား၍မထားပုံသေးစောင့်ရှောက်တရားကြီးနော်ကြတဲ့အစောင့်ရှောက်တွေကမလုံခြုံဘူးဘလောက်ပဲစောင့်ရှောက်ဘေးရန်အန္တရာယ်တွေဝင်နိုင်သေးတဲ့တတိနဲ့သာစောင့်ရှောက်ထိမ့်သိမ်းရင်ဘေးကင်းရန်ကင်းအန္တရာယ်ကင်းနေအကုသိုလ်တွေမကောင်းမှုတွေမဖြစ်အောင်လည်းပဲတတိနဲ့ပဲထိမ့်သိမ်းရတာပဲတတိထားရတာပဲတော့ပြုပြောကြံစီတဲ့အချိန်ခါမှာကိုပြောမယ်စကားဒါကောင်းမကောင်းသိမသိတော်မတော်တတိထားရင်အမှားနေသွားကိုလှုပ်ခြင်းနဲ့လုံးမဲ့လှုပ်တယ်မလှုပ်သေးနော်တရားလမ်းကြောင်းဖြောင်းမဖြောင်းလေးနဲ့ဘုန်းကြီးတို့ပြန်ချိန်ဆလိုက်တယ်ဆိုရင်အမှား၍နေသွားတာပဲစိတ်တွေကကြံစီနေတယ်စိတ်ကူးနေတယ်တစ်ချိန်လုံးတွေးတောနေတယ်ဆိုတဲ့နေရာမှာလည်းပဲတတိလေးနဲ့ပြန်ထားငါဒီကောင်းတဲ့ကြံစီတွေကိုကြံစီစဉ်းစားနေသလားမကောင်းတာတွေကြံစီစဉ်းစားနေသလားငါလှုပ်တော့လှုပ်နေတဲ့မိုးတွေကနေမိုးချုပ်တကုံကုံနဲ့လုံမျိုးစုံလုံပေါင်းစုံကိုလှုပ်နေတယ်ငါလှုပ်နေတာတွေဒီငါအတွက်ဖြစ်မှဖြစ်ရလားငါအတွက်ကုသိုလ်ဟုတ်မှဟုတ်ရဲ့လားလို့ဘုန်းကြီးတို့ပြသရဲ့တတိထားဖို့မလိုလားကဲအဲ့ဒီတတိလေးသာရှိပြီးတော့ကိုပြန်ပြီးတော့တတိထားပြန်ဆန်းစစ်လို့ရှိရင်အမှားနေသွားလိမ့်အဲ့ဒီတော့အမှားနေပြီးတော့ကုသိုလ်ကောင်းမှုတွေများတဲ့သူမှသာလျှင်ကိုချစ်ရခင်ရရောက်တဲ့သူပါနောက်တစ်ချိန်ကြာလို့ရှိရင်ကိုအပြစ်မတင်ခြင်းဘူးဆိုလို့ရှိရင်အခုတတိဝင်ပြီးတော့ဆင်ခြင်ဖို့ရည်ကြည်ဆုံးလို့မြတ်စွာဘုရားရှင်ကတတိပေးမင်းသားတဲ့အဲ့ဒီချိန်အဲ့ဒီခါတုန်းကသင်တို့တတိကိုမရကြပထမရွယ်မှာလည်းပဲမကောင်းမှုကိုပယ်ဆွရမယ်လို့တတိမရကြပါဘူးဒုတိယရွယ်မှာလည်းတတိမရဘူးမကောင်းမှုတွေပယ်ရမယ်လို့နော်နောက်ဆုံးရွယ်တတိယရွယ်ရောက်တဲ့ချိန်ကတိုင်အောင်သေဆုံးကွယ်လွန်တဲ့ချိန်ကတိုင်အောင်တတိမရှိခဲ့ကြဘူးမကောင်းမှုလုပ်တယ်ဆိုတာဒီတတိမရှိလို့လုပ်ဖြစ်တာမကောင်းမှုဖြစ်တယ်ဆိုတာဒီဘာမရှိကဲတတိရှိရင်ဘုန်းကြီးတို့ပြိဿရေကောင်းမှုဖြစ်လားမကောင်းမှုဖြစ်လားကောင်းမှုဖြစ်တဲ့ကုသိုလ်ကောင်းမှုမှန်သမျှဒီတတိမှာအခြေခံသွားတယ်နောက်ဆုံးတရားလုံးအားထုတ်တဲ့အချိန်ခါမှာလည်းပဲဘာနဲ့လောက်ရတာလို့ဆိုလို့ရှိရင်တတိနဲ့လောက်ရတာပဲတရားကျင့်တယ်ဆိုတာလည်းပဲကိုယ်နဲ့စိတ်ကိုတတိထားနေရဘာနဲ့ပါတော့ဆိုကိုယ်စိတ်နှစ်ပါးတတိထားရှုပွားအားထုတ်နေရမည်ကိုယ်စိတ်နှစ်ပါးတတိထားရှုပွားအားထုတ်နေရမည်ကိုယ်စိတ်နှစ်ပါးတတိထားရှုပွားအားထုတ်နေရမည်ဘာနဲ့ပါတတိထားကိုယ်နဲ့စိတ်ကိုတတိထားနေရတယ်ကိုယ်ပေါ်မှာထင်ရှားဖြစ်နေတာကိုတတိထားမယ်စိတ်မှာဖြစ်နေတာကိုတတိထားမယ်အဲ့လိုတတိထားပြီးတော့ယုံနာဓမ္မရှုမှတ်နေခြင်းသည်ဘာဝနာကုသိုလ်ပေါ့ကဲသီလစောင့်တဲ့သူကလည်းပဲဘာလို့တတိထားမှာကိုယ်နဲ့စိတ်ပဲငါကိုယ်ခန္ဓာနဲ့ငါဘာတွေလုံနေတယ်ငါစိတ်ထဲကဘာတွေတွေးနေတယ်ငါလုံနေတာငါပြောနေတာဒီမှန်ကန်ကောင်းမွန်ရလားလို့နော်ပြန်ဆန်းစစ်လိုက်ရင်သီလလေးပဲဖြူစင်သွားဒါနပြုတဲ့အချိန်ခါမှာလည်းပဲကိုယ်မှာကုသိုလ်စိတ်တွေဖြစ်နေအောင်ကောင်းတဲ့ကုသိုလ်စိတ်အစဉ်သာဝရဖြစ်နေအောင်တဲ့နော်လူကံလူရှင်ဘယ်နေရာကပဲနေပေါ့ကိုယ်မှာဒါနကောင်းမှုဖြစ်အောင်လည်းပဲကိုယ်နဲ့စိတ်ကိုကောင်းတဲ့ဘက်မှာညှို့ကိုင်းထားလို့ရှိရင်ကောင်းကျိုးချမ်းသာတွေဖြစ်ပါလိမ့်မယ်
ဟုတ်ပြီလားအဲ့ဒီဒေသနာဟောပြလိုက်တော့မှဗောဓိမင်းသားတဲ့သဘောပေါက်သွားတယ်ဩငါပြုခဲ့တာတွေကအခုငါရနေတာပဲငါလုပ်ခဲ့တဲ့အတိုင်းမကောင်းကျိုးတွေငါလုပ်ခဲ့တော့အခုမကောင်းကျိုးတွေရနေတာပဲငါဒီကုသိုလ်ကောင်းမှုတွေပြုမယ်ဆိုရင်လည်းကောင်းကျိုးချမ်းသာတွေရပါလိမ့်မယ်ပြုသမျှအသေးဖြစ်သမျှအဟောင်းအခုဖြစ်နေတာကအဟောင်းကံတဲ့အခုလုပ်နေတာကအတိတ်ကံအခုလုပ်နေတာဒီနောင်ဖြစ်လာဖို့အခုရနေတာကအရင်တော့ကလုပ်ခဲ့လို့အဲ့လိုလေးတိတ်ကံနဲ့ပစ္စုပန်ကံကိုစီးချနားလေလက်တွေ့ငါတို့ကောင်းနေတာပဲဒီဘဝမှာငါတို့ကောင်းနေတာပဲဆိုပြီးတော့တချမ်းကောင်းရုံနဲ့ရတာနောက်ပစ္စုပန်ကတချမ်းပဲရှိသေးတယ်မပြည့်စုံသေးဘူးဟောဘက်တချမ်းတိတ်ကံကလည်းပဲကောင်းမယ်ဆိုတော့မှခုလည်းကောင်းနောင်လည်းကောင်းပေါ့နော်ကဲခုကောင်းနေမယ်လို့အရင်ကမကောင်းခဲ့ရင်လည်းပဲကောင်းကျိုးပြေဝမရနိုင်ဘူးအရင်ကကောင်းခဲ့ပေမဲ့လို့လက်ရှိပစ္စုပန်မှာမကောင်းကြရင်လည်းပဲအပြေဝကောင်းကျိုးတွေမျှော်လင့်လို့မရဘူးတဲ့ဒါကြောင့်ဘဝတတ္တတစ်ချောင်းမှာပထမရွယ်ဒုတိယရွယ်တတိယရွယ်တို့၃ရက်ပိုင်းခြားပြီးတော့သေသေးချာချာစဉ်းစားဘယ်ချိန်ဘယ်နေရာမှာငါတို့ကုသိုလ်ကောင်းမှုကိုပြုရမလဲဘယ်ချိန်ဘယ်ကာလဒီကုသိုလ်ကောင်းမှုတွေပြုတဲ့ချိန်ခါလေးလို့နားလည်သဘောပေါက်နော်ခုလိုသိရှိတဲ့ချိန်ခါကစတင်ပြီးတော့ခုချက်ချင်းသာနားလည်သွားခုချက်ချင်းသာကုသိုလ်ကောင်းမှုတွေထားလောက်ရမှာပဲလို့ဘုန်းကြီးတို့ပြိတ္တကြီးအဲ့လိုလေးသိသွားရင်ပုံမကောင်းလားချိန်ဆွဲရမှာလားချက်ချင်းလောက်ရချက်ချင်းကုသိုလ်ကောင်းမှုတွေပြုမှဖြစ်မယ်ချိန်မဆိုင်မှဖြစ်မယ်သိမဲမခေါ်ခင်အသက်ရှင်စဉ်ဒီနောက်ဆုံးချိန်နောက်ဆုံးရွယ်မှာရနိုင်သမျှဒါနသီလဘာဝနာကုသိုလ်ဖြာဖြာတွေကိုအရယူမယ်လို့ကြိုးစားပါအားထုတ်ပါကြိုးစားအားထုတ်နိုင်ကြသဖြင့်လည်းပဲဒုက္ခခတ်သိမ်းချုပ်ငြိမ်းရာမှမြတ်နိဗ္ဗာန်ကိုလင်းမြန်စွာတကူစွာနဲ့ရနိုင်ရောက်နိုင်မျက်မှောက်ပြုနိုင်ကြပါစေလို့ဆုတောင်းပြီးတော့ဘုရားဒီကုံချုပ်ကြစို့သောရိယပစ္စယောဟောတုဣဒံသောပုံညမင်္ဂလံပုံညဘာကံသုလည်းဘတုပမောတတုသာဒေဝကနောပြညတတိပါရမီယေကျူးသာတိတုသူတော်စင်ကုသိုလ်ရှင်ကျွန်ုပ်တို့ဤဣဒံပုံညမင်္ဂလံဗုဒ္ဓံဟောကြားတရားဒေသနာများဩဝါကိုနာဂမတပြန်ဟောကြား၍ပွားများကျင့်ကြံဓမ္မကျုပ်ကုန်အတုယတိကုသိုလ်ပုံညမင်္ဂလာသည်ဘောဓိယသစ္စာလေးဧကတသိင်ကိုပြိုင်ရှေ့ဆိုကုတ္တပုယင်ပံဘောဓိညာဤပစ္စယောပတ္တိတရားမိယတတိဘုံချရာကြောင့်ကောင်းမြတ်တဲ့တောင်းပန်သည်ဟောတုစင်စစ်မသွေဖြစ်ပါစေတည်းဣဒံပုံညဘာကိစ္စဗုဒ္ဓဟောကြားတရားဒေသနာများဩဝါကိုနာဂမတပြန်ဟောကြား၍ပွားများကျင့်ကြံဘာမပြုကုန်အတုယတိကုသိုလ်ပုံညမင်္ဂလာဤဘုဗ္ဗကကိုလည်းသာဒေဝကကဘာမသေတမြဝိနည်းများစွာတတ္တဝါတန္တမန္တမြတို့သည်သုဒ္ဓဗန္တုရှင်လန်းကြည်မြေဝါကွာပုံစပိတကဲ့သို့ဒီတိငွေစိတ်မှာတုံးတဲ့အိဋ္ဌာယုံတွေတို့လို့မကျင်တို့ကိုယ်ကံရယူနိုင်ကြပါစေကုန်သတည်းဒုလနာကိုစီလုံးကြီး၍จิตာရှင်ပြောင်းအလုံးများသူရယူကြကုန်ပြီး၍ပမောဒံဒုက္ခစိတ်နှပြတ်လို့သာပြည့်ပြည့်ကတွင်မှဝါပြောင်းနိုင်ကြပါစေကုန်သတည်းဝါပမောဒံဒုလုပြည်နေမကနပြည်မှာဆက်သွယ်လျက်ထဲနယ်မြမချင်းလုံးမောပြတဲ့ကဘာတုံအောင်တတ္တဟုံမြတ်တရားမောက်ပြည့်လျင်ဝါမြောက်ဝန္တာပတ္ထနာအောင်စုခံကပြုလျက်သာဓုတံအောင်နမိတ်ဖြစ်အောင်ဘိသိတော်လောင်းနိုင်ကြပါစေကုန်သတည်း